ပါလုံးမဲ့ကိုယ်စိတ်ကူးတဲ့စီစဉ်ဆွဲအဲ့ဒီမြတ်တကယ်ရောက်ဖို့တည်ကြဘူးကိုယ်အသက်ငယ်လေးရဲ့ချင်းရှိရဲ့တွေ့မိတကယ်မှမယ်ကိုယ်တိုင်တွေ့ခဲ့ရင်စင်ကြယ်မိနိုင်ဖို့ဝေးမယ်ကိုယ်တိုင်ကြုံမသိရဲ့ကိုယ်တိုင်ပိုင်တဲ့ရွယ်ဒီကြောင့်ပြရနိုင်ဘူးလူဝဟာကိုယ်ငွေပါဘယ်ချိန်ကြုံလဲမသိရဲ့ချိန်ချိန်မှာတော့တွေ့မယ်ဒီကြောင့်ပြရရှိတာလေးလေးတွေဆိုရင်ညောင်တူကြည်ရမယ်ကိုယ်တိုင်တွေ့ခဲ့ရင်စင်ကြယ်မိနိုင်ဖို့ဝေးမယ်ကိုယ်တိုင်ကြုံမသိရဲ့ကိုယ်တိုင်မပိုင်တဲ့ရွယ်ဒီကြောင့်မြင်ရနိုင်ဘူးလူဝဟာကိုယ်ငွေကြုံလည်းမသိရဲ့အချိန်ချိန်မှာတော့တွေ့မယ်ကြောက်တွေ့ရှိတာဒီစေချင်နေကိုယ်တိုင်ကြုံမသိမယ်ကိုယ်တိုင်မပိုင်တဲ့ရွယ်ဒီကြောင့်